မိတ်ဆွေသင်ဟာနေ့စဉ်နဲ့အမျှစီးပွားရေးတွေစ조사နေပါလျက်နဲ့ဘာလို့အဖတ်မတင်ပဲဖြစ်နေရတာလဲငွေကြီးတွေကဘယ်ကမှမသိပေါက်ပြဲနေတယ်လို့မျိုးထွက်နေသလားမိသားစုထဲမှာလဲတယောက်ပြီးတယောက်ချမ်းမာရေးတွေညံ့နေတာစိတ်မချမ်းသာစရာတွေခဏခဏကြုံနေရတာမျိုးတွေရှိနေသလားလူတော်များများဟာအပြင်းပန်းအလုပ်အကောင်တွေမှာပဲအပြေရှားတတ်ကြပေမဲ့တကယ်အပြေမှန်ကတင့်အိမ်ရဲ့အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ဖျားเจ้าဆောင်မှာရှိနေတတ်ပါတယ်ဖျားเจ้าဆောင်ဆိုလားအိမ်တအိမ်ရဲ့ဖုံးကန်စီးဆင်းရာနှလုံးသားနေရပါပဲဒီနေရာမှာကျွန်တော်တို့သတိမထားမိပဲလုံမိနေတဲ့အမားလေးတွေပြောဆိုမိတဲ့အပြောဆိုတွေဟာတင့်အိမ်ရဲ့မင်္ဂလာတရားတွေကိုပိတ်ဆို့ပြီးအမင်္ဂလာတွေကိုဖိတ်ခေါ်နေတယ်လို့ထင်နေတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့တင့်အိမ်ရဲ့လဘလာဘာကိုပိတ်စေပြီးစီးပွားပြတ်ကန်ဆိုးစေတတ်တဲ့ဖျားเจ้าဆောင်မှာမပြုလုပ်တဲ့လက်တွေ့ကြတဲ့အချက်17ချက်ကိုတစ်ချက်ချင်းစီအသေးစိတ်ရှင်းလင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအချက်တွေထဲမှာတင်တို့ကိုယ်တိုင်မတိပဲလို့မိနေတာတွေပါနေနိုင်လို့ဗီဒီယိုလေးကိုအဆုံးထိသေချာကြည့်ရှုပြီးလိုအပ်တာတွေကိုအမြန်ဆုံးပြုပြင်နိုင်ဖို့တိုက်တွန်းချင်ပါတယ်နံပါတ်1စားကျွင်းစားကြံသို့မဟုတ်မတန့်ရှင်းသောအစားအစာများကိုကတ်လူခြင်းပထမဆုံးအချက်ကတော့စွန်းတော်ကတ်လူခြင်းအမားတွေပဲဖြစ်ပါတယ်အချို့အိမ်ဒီမှာမိသားစုထမင်းဝိုင်းအတွက်အရင်ပြင်ဆင်အရင်စားတောက်ပြီးမှကြံတဲ့ဟင်းအနှင်းငယ်ကိုမှဖျားเจ้าဆောင်ပေါ်တင်လူတတ်ကြပါတယ်ဒါဟာအလွန်ကိုရှောင်ကျဉ်ရပဲအချက်ပါပဲစားကျွင်းစားကြံကိုကတ်လူခြင်းဟာမြတ်စွာဘုရားအပေါ်ယိုတီလေးစားမှုအားနည်းတာကိုပြသနေပါတယ်နောက်တစ်ချက်ကတော့မတန်ရှင်းတဲ့အစားအစာတွေပါဥပမာဟင်းအုပ်တွေကနေကိုစားပြီးသားဇွန်းနဲ့ခတ်ထားတဲ့ဟင်းတွေကိုဖျားကတ်လူခြင်းမျိုးဖြစ်ပါတယ်ဒါဟာတင်းရဲ့လက်လာပါကိုပိတ်စေတဲ့အဓိကအကြောင်းရင်းပါမယ်တင်းရဲ့စီးပွားရေးမှာလည်းသူများစားပြီးမှကြံတဲ့အကြံကိုပဲရတာမျိုးအမြဲတမ်းနောက်ကျနေတာမျိုးတွေဟာဒီလိုစွန်ဦးဟင်းဦးမကတ်လူတဲ့အကျိုးဆက်တွေထင်နိုင်ပါတယ်ဒါကြောင့်ဒါကိုဘလို့ပြုပြင်ရမလဲဆိုရင်ဖျားအတွက်စွန်တော်ပွဲကိုတီးတန့်ဇွန်တီးတန့်ပကံတွေသုံးပါဟင်းချက်ပြီးတာနဲ့ဘသူမှမစားရသေးခင်မှာစွန်ဦးဟင်းဦးအနေနဲ့အရင်ဆုံးတီးတန့်ခတ်ထုတ်ထားပါစိတ်ထဲမှာလည်းအမျက်ဆုံးကိုလူတတ်ရပါတယ်ဆိုတဲ့ဝမ်းမြောက်တဲ့စိတ်နဲ့ကတ်လို့ပါအဲ့ဒီလိုပြုပြင်ကြည့်လိုက်တာနဲ့တင့်ရဲ့စိတ်ဟာကြီးလင်းလာပြီးတင့်စီကိုရောက်လာမဲ့အခွင့်အရေးတွေဟာလည်းဥဖြားဖြားအကောင်းဆုံးတွေဖြစ်လာပါလိမ့်မယ်နံပါတ်2ညှိုးနွမ်းနေသောပန်းများကိုမစွန့်ဖယ်ထားခြင်းဒုတိယအချက်ကတော့ပန်းညှိုးရင်ကန်ညှိုးတယ်ဆိုတဲ့စကားပါပဲညှိုးနွမ်းပြီးပုတ်စော်နှံနေတဲ့ပန်းတွေနောက်ကျနေတဲ့ရေတွေဟာအိမ်ထဲကလေထုကိုညှစ်ညမ်းစေပြီးအနှုတ်လက္ခဏာဆောင်တဲ့စွမ်းအင်တွေကိုထုတ်လွှတ်ပါတယ်ဒီလိုအတတ်တွေအိမ်ထဲမှာရှိနေရင်မိသားစုဝင်တွေဟာအကြောင်းမရှိပဲစိတ်တိုးလွယ်တာစိတ်ဓာတ်ကျတာတွေဖြစ်လာတတ်ပါတယ်စီးပွားရေးမှာလည်းလပ်လပ်တွေကလာခါနီးမှာလွဲချော်သွားတာမျိုးတွေဟာတင့်အိမ်ကညှိုးနွမ်းနေတဲ့ပန်းတွေရဲ့နမိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ဒါကိုဘယ်လိုပြုပြင်ရမလဲဆိုရင်ဖျားပန်းအနှဲငယ်ညှိုးတာနဲ့ချက်ချင်းစွန့်ပစ်ပါနှမျောလို့ဆိုပြီးဆက်မထားပါနဲ့ပန်းအိုးတဲကရေကိုနေ့စဉ်လဲပေးပါပန်းအိုးကိုလည်းအမြဲတမ်းပြောင်လက်နေအောင်တိုက်ချွတ်ပါလက်ဆက်ပြီးမှုေးပြန့်တဲ့ပန်းတွေကိုမြင်ရတဲ့အခါတင့်စိတ်ဟာလေပုံမလန်းဆန်းလာပြီးတင့်ရဲ့ကန်စာရာကိုပြန်လဲမြင့်တင်ပေးမှာဖြစ်ပါတယ်နံပါတ်3ဖျားเจ้าဆောင်ကိုစတိုကန်တပွဲအသုံးပြုခြင်းတတိယအချက်ကတော့ဖျားเจ้าဆောင်ကိုစတိုကန်တပွဲအသုံးပြုခြင်းပါပဲအိမ်တော့ကားတော့တောက်လက်ဆက်ဆေးပလင်တွေနဲ့စာရွက်ဟောင်းတွေကိုဖျားเจ้าဆောင်မှာစုပုံထားတတ်ကြပါတယ်ဒါဟာရှုပ်ပွားနေတဲ့ပတ်ဝန်းကျင်ဟာရှုပ်ပွားနေတဲ့ဘဝကိုဖန်တီးတယ်ဆိုသလိုပဲတင့်ရဲ့စိတ်ကိုအမြဲတမ်းရှုပ်ထွေးနေစေပါလိမ့်မယ်လဘလာဘာဆိုတာတန်ရှင်းတက်ရတဲ့နေရာကိုပဲလာတတ်ပါတယ်အမိုက်တွေအသုံးမလို့တဲ့ပစ္စည်းတွေရှိနေရင်လဘလာဘာတွေဟာပိတ်သွားတတ်ပါတယ်ဒါကြောင့်ဒါကိုဘလို့ပြုပြင်ရမလဲဆိုရင်ဖျားเจ้าဆောင်တဝိုက်မှာဖျားဝတ်ပြုခြင်းနဲ့မသက်ဆိုင်တဲ့ဘဲပစ္စည်းကိုမှမထားပါနဲ့တော့ချိုက်တာစေးတင်တာတွေအတွက်တီးတဲ့နေရာတစ်ခုသတ်မှတ်ပေးပါဖျားเจ้าဆောင်အောက်ခြေဘီဒိုထဲမှာလည်းဖျားဝတ်ပြုတဲ့ပစ္စည်းတွေကိုပဲစနစ်တကျထည့်ထားပါဖ
ရားเจ้าဆောင်ကိုရှင်းလင်းလိုက်တာနဲ့တင့်ရဲ့ဦးနောက်ထဲမှာလည်းအကြံတင့်ညံတစ်တွေပွင့်လာတော့ကိုတွေ့ရပါလိမ့်မယ်နံပါတ်4ဖရားเจ้าဆောင်ရှေ့တွင်ရိုင်းဆိုင်စွာပြောဆိုခြင်းနဲ့ရန်ဖြစ်ခြင်းနံပါတ်4အချက်ပါတော့ဖရားเจ้าဆောင်ရှေ့မှာရန်ဖြစ်ခြင်းပါပဲဖရားเจ้าဆောင်ရှေ့မှာဒေါသတွေပြင်းနေရင်နှက်ကောင်းနှက်ညက်တွေစိတ်ပြက်ပြီးထွက်ခွာသွားတတ်ကြပါတယ်နှက်ကောင်းနှက်ညက်တွေမဆောင်ရှောက်နိုင်တော့တဲ့အိမ်ဟာကန်စာရာနှိမ့်ချသွားပြီးအန်ဒီရတွေလွယ်လွယ်နဲ့ဝင်ရောက်လာနိုင်ပါတယ်ဖရားရှေ့မှာပြောမိတဲ့မကောင်းတဲ့စကားတွေဟာသစ္စာစကားတွေလိုပဲကိုယ့်စီကိုစိုးကျိုးအနေနဲ့ပြန်လဲတက်ရောက်တတ်ပါတယ်ဒါကြောင့်ဒါကိုဘလို့ပြုပြင်ရမလဲဆိုရင်ဖရားเจ้าဆောင်ဟာငြိမ်းချမ်းရမယ့်နေမြေလို့မိသားစုဝင်အားလုံးတတ်မှတ်ထားပါစိတ်တိုးစရာကြုံလာရင်ဖရားเจ้าဆောင်ရှေ့မှာမပြောပါနဲ့စိတ်အေးသွားမှတခြားနေရာမှာဖြည့်ရှင်းပါဖရားเจ้าဆောင်ရှေ့မှာအချင်းချင်းမေတ္တာစကားတာယာတဲ့စကားတွေကိုပဲပြောဆိုပါပင်ဟာဖရားเจ้าဆောင်ရှေ့မှာမေတ္တာဓာတ်တွေကိုပဲလွှတ်ထုတ်မယ်ဆိုရင်ပင့်ရဲ့စီးပွားရေးနဲ့ကျမ်းမာရေးဟာလည်းအံ့ဩစရာကောင်းလောင်အောင်တိုးတက်လာမှာဖြစ်ပါတယ်နံပါတ်5ဖရားပလင်တော်ပေါ်တွင်ငွေကြေးသို့မဟုတ်လောကီပစ္စည်းများတင်ထားခြင်းနံပါတ်5အချက်ကတော့ဖရားเจ้าဆောင်ပလင်တော်ပေါ်မှာငွေကြေးနဲ့လောကီပစ္စည်းများတင်ထားခြင်းပါလေငွေကြေးဆိုတာမတန့်ရှင်းတဲ့နေရာတွေကပါဖြတ်တန်းလာရတဲ့အတွက်အမြင့်မြတ်ဆုံးပလင်တော်ပေါ်တင်တာဟာဂါရဝတရားကင်းမဲ့ရာရောက်ပါတယ်နောက်ပြီးဖျားရှိခိုးတဲ့အခါဖျားဂုံတဲ့လောဘဖြစ်တဲ့ပိုက်ဆံရခြင်းတဲ့လောဘကပိုကြီးဆိုးသွားရင်အကျိုးပြီးနင်းတတ်ပါတယ်ဒါကြောင့်ဒါကိုဘလို့ပြုပြင်ရမလဲဆိုရင်ဖျားပလင်တော်ပေါ်မှာစွမ်းရေချမ်းပန်းစီမီကလာဝေဘာမှမတင်ပါနဲ့ငွေကြေးကိုပူဇော်ခြင်းရင်အလှူခံပုံးတီးတိုင်ထားပြီးအဲ့ဒီထဲကိုပဲထည့်ပါပိတ်ဆံအိတ်တွေကိုဖျားပလင်ထက်နှိမ့်နဲ့ဘေးဘက်ဘီတို့တစ်ခုခုမှာပဲတီးတိုင်ထားပါစစ်မှန်တဲ့တရားတရားနဲ့ပူဇော်မယ်ဆိုရင်လောကီလဘလဘာဒီဟာအလိုလိုဆွဲဆောင်ပြီးတာဖြစ်တော်မှာပါနံပါတ်6အကွဲနေသောရေခွက်တို့မဟုတ်ပန်းအိုးများထိကတ်လူချင်း6ခုမြောက်ကချက်ကတော့အကွဲနေတဲ့အတုံအဆုံပစ္စည်းများပါပဲအကွဲချင်းဆိုတာဟာပစ္စည်းချင်းရဲ့နမိတ်ပါအကွဲနေတဲ့ပစ္စည်းတွေနဲ့ဖျားကိုကတ်လူချင်းဟာတင့်ရဲ့စီးပွားဥစ္စာကိုအဖက်မတင်ပဲယူဖိတ်တွားစီဖို့နမိတ်ပြနေသလိုဖြစ်တတ်ပါလေငွေဒီဘလောက်ပဲရှာရှာမမျော်လင့်မဲ့ကုန်ကျစရိတ်ဒီများနေတာဟာတင့်ရဲ့ကန်းစရာမှာယူပေါက်ရှိနေလို့ဖြစ်နိုင်ပါလေဒါကြောင့်ဒါကိုဘယ်လိုပြုပြင်ရမလဲဆိုရင်တင့်ရဲ့ဖျားเจ้าဆောင်မှာအသုံးဆောင်တွေကိုပုံမှန်စစ်ဆေးပါအနှဲငယ်ပဲ့နေတာအပ်နေတာတွေ့ရင်ချက်ချင်းအစ်စ်လဲလွယ်ပါဖျားအတွက်တီးတန်အကောင်းဆုံးခွက်နဲ့ပန်းဥကိုသာသုံးဆွဲပါပစ္စည်းအဟောင်းတွေကိုစွန့်ပစ်တဲ့အခါမှာလည်းစနစ်တကျစွန့်ပစ်ပါဖျားရှင်ကိုအပြစ်အနာအစာကင်းတဲ့ပစ္စည်းတွေနဲ့ပူဇော်ခြင်းဖြင့်တင့်ရဲ့ဘဝမှာလည်းအနှောင့်အယှက်အဟန့်အတားတွေကင်းဝေးပြီးစီးပွားဥစ္စာတွေအဖက်တင်လာပါလိမ့်မယ်နံပါတ်9ဖျားเจ้าဆောင်ကိုမောင်မိုက်စွာထားခြင်းနံပါတ်9အချက်ကတော့ဖျားเจ้าဆောင်ကိုမောင်မိုက်စွာထားခြင်းပဲဖြစ်ပါတယ်အမောင်ရှိတဲ့နေရာမှာအဆိုးဆွန့်အိမ်ဒီခိုအောင်ရလွယ်ကူပါတယ်ဖះเจ้าဆောင်မောင်နေခြင်းဟာမိသားစုဝင်တွေရဲ့အနာဂတ်လမ်းစာပျောက်ဆုံးတာစိတ်သက်ကြတာတွေကိုဖြစ်စေပါတယ်ရှေးလူကြီးတွေကဖះစီမီမပြတ်စေနဲ့လို့မာလိရှိတာဟာတင့်အိမ်ရဲ့ကန်းစရာအလင်းရောက်မပြတ်တော့စေဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်ဒါကိုဘလို့ပြုပြင်ရမလဲဆိုရင်ဖြစ်နိုင်ရင်ဖះအလင်းစီမီLED မီလုံးလေးများကို24နာရီဖွင့်ထားပေးပါအနည်းဆုံးညနေပိုင်းကနေညအိယာဝင်ချိန်အထိတော့ဖះเจ้าဆောင်ကိုလင်းထိန်နေအောင်ထားပါစီမီပူဇော်ခြင်းဟာလည်းအလွန်ထူးမြတ်တဲ့အတွက်နေ့စဉ်စီမီပူဇော်ပေးပါဖះเจ้าဆောင်မှာအလင်းရောင်တွေပြည့်နှံ့နေရင်တင့်ရဲ့ဘဝလမ်းခရီးဟာလည်းအမောင်ထုတွေကင်းစင်ပြီးလင်းထိန်တောက်ပါလာမှအမှန်ပဲဖြစ်ပါရဲ့နံပါတ်8အဝတ်အစားမလုံခြုံပဲဖះရှိခိုးခြင်းရှိခိုးမြောက်အချက်ကတော့အဝတ်အစားမလေးမစားဝတ်ဆင်ပြီးဖះရှိခိုးခြင်းပဲဖြစ်ပါတယ်အပေါ်ပိုင်းဗလာခြင်းတဲ့ဖြစ်စီအဝတ်အစားအလုံးတိုးတာမျိုးတွေနဲ့ဖះဝတ်ပြူတာဟာဂါရဝတရားအားနေတယ်လို့ရပါကိုအမူအရာမယိုသိရင်ကံမပွင့်ဘူးဆိုတဲ့စကားအတိုင်းတင့်ကိုလူတွေကအလေးမထားတာအလုကိစ္စတွေမှာတင့်စကားကိုလူရမသွင်းတာမျိုးတွေကြုံရတတ်ပါတယ်ဒါကြောင့်ဒါကိုဘယ်လိုပြုပြင်ရမလဲဆိုရင်ဖ
ဖျားရှိခိုးကနီးတိုင်းအဝတ်အစားကိုပြန်လဲစစ်ဆေးပါဖြစ်နိုင်ရင်ဖျားရှိခိုးဖို့အတွက်တီးသန့်တက်ရက်တဲ့အင်ဂျီတစ်ထည်ထားရှိပါကိုလက်တန့်ရှင်းပြီးမှဖျားเจ้าဆောင်ရှိကိုချင်းကပ်ပါရိုးသေးလေးစားစွာနဲ့ဝတ်ပြုခြင်းဟာတင့်ရဲ့ဖုံးကံကိုအစာပေါင်းများစွာတိုးတက်စေပြီးသူတစ်ပါးရဲ့ကြီးညိုလေးစားမှုကိုလည်းရရှိစေမှာပဲဖြစ်ပါတယ်နံပါတ်9ဖျားเจ้าဆောင်ပေါ်တွင်ဖုံနဲ့ပင့်ကူအိမ်များရှိနေခြင်းကိုခုမြောက်အချက်ကတော့ဖျားเจ้าဆောင်ပေါ်မှာဖုံနဲ့ပင့်ကူအိမ်တွေရှိနေခြင်းပါပဲဖျားမှာဖုံတက်ရင်ညံပူတယ်လို့ဆိုကြပါတယ်ဆိုလိုတာကမိသားစုဝင်တွေဟာအမြဲတမ်းစိတ်ပူပန်နေရကအကြံအစီမထွက်တာမျိုးတွေဖြစ်တတ်ပါတယ်ပင့်ကူအိမ်ဆိုတာဟာပိတ်မိခြင်းရဲ့သင်္ကေတဖြစ်လို့တင့်ရဲ့စီးပွားရေးလမ်းကြောင်းတွေမှာလည်းအနောက်ရှက်တွေနဲ့ပိတ်မိနေတတ်ပါတယ်ဒါကြောင့်ဒါကိုဘလို့ပြုပြင်ရမလဲဆိုရင်အပတ်စဉ်ဖျားเจ้าဆောင်ကိုတီးတန့်အဝတ်အသက်လေးနဲ့ဖုံတုပ်ပါဖျားစင်းထူတော်ကိုတန်ရှင်းတဲ့ရေနဲ့ကတ်လူပူဇော်စီးကြောပေးပါဖျားเจ้าဆောင်တစ်ခုလုံးကိုအမြဲတမ်းအမွေးနံသားလေးနဲ့တင်းပြတ်နေအောင်ထားပါတန်ရှင်းစင်ကြယ်တဲ့ဖျားเจ้าဆောင်ဟာတင့်ရဲ့စိတ်ကိုကြည်လင်စေယုံတင်မကတင့်ရဲ့ဉာဏ်ပွင့်ကံပွင့်စေဟိုအကောင်းဆုံးအထောက်အကူပြုစေမှာပဲဖြစ်ပါတယ် နံပါတ်10ဖျားเจ้าဆောင်ရှိအတွင်အိပ်ဆက်ခြင်းသို့မဟုတ်လင်မယားအမှုကိစ္စများပြုမှုခြင်းနံပါတ်10အချက်ကတော့ဖျားเจ้าဆောင်ရှိအတွင်အိပ်ဆက်ခြင်းဓမ္မမဟုတ်လင်မယားအမှုကိစ္စများပြုမှုခြင်းပဲဖြစ်ပါတယ်ဒါဟာတင့်အိမ်ရဲ့ဖုံးကံကိုရေထဲတွန်ထားလိုက်သလိုပါတယ်မိသားစုဝင်တွေအချင်းချင်းမလေးစားတာတစ္ဆာဖောက်တာမျိုးတွေဟာဒီလိုအမှားမျိုးကြောင့်ဖြစ်တတ်ပါတယ်နောက်ပြီးဖျားเจ้าဆောင်ဘတ်ကိုခြေထောက်ဆန့်ပြီး exit ခြင်းဟာလည်းဖျားကိုစော်ကားရာရောက်တဲ့အပြုအမူမျိုးဖြစ်စေပါတယ်ဒါကြောင့်ဒါကိုဘယ်လိုပြုပြင်ရမလဲဆိုရင်နေရာအခက်ခဲရှိရင်ဖျားเจ้าဆောင်ကိုလိုက်ကာတို့ဟိုပြီးတော့နဲ့တေးချချထားပါအိတ်ဆက်တဲ့အခါမှာဖျားเจ้าဆောင်ဘက်ကိုခြေတော့မလဲဝါနဲ့အမြင့်မြတ်ဆုံးနေရာအဖြစ်တီးတန့်ခံစားချက်ရအောင်အသက်နိုင်ဆုံးစီမံပါဒီလိုစနစ်တကျခွဲခြားလိုက်ခြင်းဖြင့်တင်းရဲ့အိမ်တော်ရေးဟာပုံမခိုင်မြဲလာပြီးတင်းရဲ့ဖုံးကန်ဟာလည်းပြန်လည်မြင်မာလာမှာဖြစ်ပါတယ်နံပါတ်17လောဘဇောဖြင့်ဆူတောင်းခြင်းနဲ့မှားယွင်းသောစိတ်ထားနောက်ဆုံးအချက်ကတော့လောဘဇောနဲ့ဆူတောင်းခြင်းပဲဖြစ်ပါတယ်လောဘဇောနဲ့ဆူတောင်းနေသမျှတင်းရဲ့စိတ်ဟာပူလောင်နေပါလိမ့်မယ်စစ်မှန်တဲ့လာဘလာပါဆိုတာကြည်လင်တဲ့စိတ်ကနေပဲလာတာပါဖျောက်ရှင်ဆိုတာကိုပြုတဲ့ကံအတိုင်းပဲအကျိုးပေးတာဖြစ်ပါတယ်ဒါကြောင့်ဒါကိုဘလို့ပြုပြင်ရမလဲဆိုရင်ဖျားရှိခိုးတဲ့အခါဘာရခြင်းလဲဆိုတာထက်ဖျားရှင်ရဲ့ဂုဏ်တော်တွေကိုအရင်အာရုံပြုပါငါပြုထားတဲ့ကုသိုလ်တွေကြောင့်ဘေးကင်းပါစေလပွင့်ပါစေလို့မှန်ကန်တဲ့သစ္စာစကားကိုဆိုပါဆူတောင်းတဲ့အခါမိမိအတွက်တင်မကပဲဝိနည်းရဲ့စတော်အားလုံးအတွက်ပါမေတ္တာပို့တာပါမေတ္တာတဲ့နဲ့ရင်းတဲ့ဆူတောင်းတွေဟာပိုပြီးထိရောက်ပါတယ်တင်းစိတ်ကအေးချမ်းသွားပြီဆိုရင်လာဘလာဘတွေဟာအလိုလိုစီးဆင်းလာမှာထက်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဖျားเจ้าဆောင်မှာတတိမထားမိပဲလုံးမိနေတတ်တဲ့အမင်္ဂလာဖြစ်စေမယ့်အချက်17ချက်ကိုအသေးစိတ်တင်ဆက်ပြီးခဲ့ပြီဖြစ်ပါတယ်ဒီအချက်လေးတွေကိုအခုပဲတင့်အိမ်မှာပြန်လဲစစ်ဆေးပြီးပြုပြင်လိုက်မယ်ဆိုရင်တင့်ရဲ့ကန်စာတာတွေပြန်ပွင့်လာတာကိုလက်တွေ့မြင်တွေ့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိတယ်ဆိုရင် like လုပ်ပြီးခဲ့ဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲဘေးကင်းရန်กว่าမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေတာဒုတာဒုတာဒု